အရန်ရတာရှိပြီးတော့စားဖို့တဲ့သူတိုင်းကြိုက်တဲ့ငါးငပိရေချိုလို့မျိုးပြပြပေးတော့မှာပါပထမဦးဆုံးချက်သွန်ဖြူတဲ့ငရုတ်ဒီစိမ့်ကိုလှော်ပြီးတော့ထောင်းထားလိုက်ပါတယ်ငပိတဲ့ကိုစနစ်လေးနဲ့ထည့်ရှည်လေးထည့်ပြီးတော့စူပွက်အောင်ကျူလိုက်ပါတယ်ဒီချာစူပွက်ပြီးတော့ချက်သွားပြီးဆိုလို့ရှိရင်စကားလေးနဲ့စီထားလိုက်ပါတယ်စီထားတဲ့ငပိလေးကိုဦးလေးကိုစကားလေးနဲ့ထပ်စစ်ပြီးတော့ထည့်လိုက်ပါတယ်အနေအဖက်တွေနဲ့အယိုးတွေပါမသွားလို့ပါနောက်တစ်ခေါက်စူပွက်လာပြီဆိုလို့ရှိရင်ပြင်ဆင်ထားတဲ့အစာပလာလေးတွေကိုထည့်လို့ရပါပြီဒီမှာတော့ချက်သွန်ဖြူထောင်ငရုတ်တီချောင်းငါအသားနဲ့ပစုံလေးခင်လို့ထည့်ပါတယ်တချို့တော့ကြိုက်တဲ့လူထည့်စားလို့ရပါတယ်နော်ဆက်တော့ဒီစားလေးမှွေပေးလိုက်ပါတယ်